ခိုင်းတာလည်းမလုပ်သင့်ဘူးအခုမှငါ့ကိုအပြစ်တင်နေတာလားလင်ဖန်ကလူတွေကိုခြောက်နေတာပဲဆိုပြီးမင်းပဲပြောခဲ့တာလေမစားကြနဲ့အဲ့ဒါပရီမီယံစပစ်သီးတွေအစုတစုကိုဒေါ်လာ10 ခန်းနဲ့ရောင်းရတာကွာဒီလောက်များမယ်လို့ငါဘယ်လိုသိမှာလဲငါစာချုပ်မနက်ဖြန်မနက်6 နာရီမှာအေးခန်းကားတွေလာတော့မယ်ပစ္စည်းမအပ်နိုင်ရင်ရော်ကြီး3 သိန်းပေးရမယ်ပြီးတော့ကုန်ဖိုး8 သိန်းငါစပစ်သီးတွေငါပတ်စံတွေသွားပါပြီငါတို့တော့မွဲပါပြီမင်းတို့အသက်ရှင်နေသေးလားရွာလူကြီးကဲပါဦးကျွန်တော်ခြေထောက်တွေထုံကုန်ပြီးမြန်ဆင်းချပေးပါချမ်းလို့တည်တော့မယ်ပြီးသွားပြီအားလုံးကုန်သွားပြီအကျွေး8 သိန်းကျန်းစီငါတို့အဲ့ဒီပတ်စံကိုဘလို့ပြန်ဆက်ကြမလဲမင်းသာလင်ဖန်ကလူတွေကိုခြောက်နေတာလို့မပြောခဲ့ရင်မနေ့ညကလေးကငါပြောင်းတွေရိတ်သိမ်းလိုက်မှာဒီလောက်တောဝက်တွေအများကြီးရှိမယ်လို့ဘသူထင်ပါလဲစာချုပ်ဦးလီကမနက်6 နာရီမှာကုန်လာယူတော့မယ်ရှောင်းကျန်းငါစပစ်သီးတွေဘယ်မှာလဲဦးလီမနေ့ညကဘေးအန္တရာယ်ဖြစ်သွားတယ်တောဝက်တွေတောင်ပေါ်ကဆင်းလာပြီးအကုန်စားသွားတယ်တောဝက်ပဲဖြစ်ဖြစ်ဝက်ပဲဖြစ်ဖြစ်ငါဂယုမဆိုင်ဘူးစာချုပ်ချုပ်ထားပြီးပြီကုန်ပစ္စည်းဘယ်မှာလဲကျွန်တော်ကိုရက်နည်းနည်းလောက်အချိန်ပေးပါကုန်ပြန်ရှာပြီးပြန်ဖြည့်ပေးမယ်တေချာပေါက်တာဝန်ယူပေးမယ်ပြန်ဖြည့်မယ်ဟုတ်လားမြို့ထဲကအယောင်းကောင်တာဒီနေ့ဖွင့်မှာကြော်ညာတွေထွက်ပြီးသွားပြီအေးခန်းက9 စီးထွက်လာတာစီဖိုးနဲ့လုတ်သားကတင်တောင်းချီကုန်တယ်ဘာနဲ့ပြန်ဖြည့်ခိုင်းနေတာလဲဦးလီကျွန်တော်တို့တမင်လောက်တာမှမဟုတ်တာတောဝက်တွေတောင်ပေါ်ကဆင်းလာတာကိုဘယ်သူတားနိုင်မှာလဲမတားနိုင်တာကမင်းပြဿနာငါကစာချုပ်အတိုင်းပဲကြည့်တယ်မနက်6 နာရီမတိုင်ခင်ကုန်ပစ္စည်းအပ်ရမယ်မအပ်နိုင်ရင်စရန်ငွေ1 သိန်းပြန်ပေးပြီးတော့ရော်ကြီး3 သိန်းပေးစုစုပေါင်း4 သိန်းဦးလီအဲ့ဒီလောက်ပတ်စံကျွန်တော်တကယ်မရှာနိုင်ဘူး3 ရက်အတွင်းမပေးနိုင်ရင်တရားရုံးမှာတွေ့ကြတာပေါ့ကျန်းစီထားတော့အကျွေး8 သိန်းရော်ကြီး4 သိန်းဒီပတ်စံတွေကိုငါဘလို့ပြန်ဆက်ရမှာလဲဘာလို့လင်ဖန်ကဘာမှမဖြစ်ပဲလွတ်သွားတာလဲဘာလို့ငါပဲဒုက္ခရောက်ရတာလဲငါပြောင်းခင်း2 ဧကလုံးပျက်စီးသွားပြီအစောကြီးမရိတ်သိမ်းဖို့ပြောခဲ့တာမင်းပဲလေရှောင်းအန်းကကျွန်တော်တို့ကိုရှင်းရှင်းလင်းလင်းသတိပေးပြီးသားပါဒါပေမဲ့မင်းတို့ကသူ့ကိုအကြောက်လွန်တယ်လို့ပြောခဲ့ကြတယ်ကျွန်တော်ကတော့လူတိုင်းအတွက်အကောင်းဆုံးဖြစ်မယ်လို့ပဲကြိုးစားခဲ့တာပါတောင်တန်းတွေထဲမှာဒီလောက်တောဝက်တွေများမယ်လို့ဘယ်သူသိမလဲကျွန်တော်တော့အဆုံးသတ်သွားပြီကျွန်တော်ပြီးသွားပြီသူတို့ကဒီလိုပဲလွယ်နဲ့မလွတ်သင့်ဘူးဒီဖြစ်ရအတွက်အဓိကတာဝန်ရှိတာကလင်းဖန်ပဲဘလို့လုပ်ပြီးဒါကိုရှောင်အန်းအပြစ်ဖြစ်သွားတာလဲသူကတောဝက်တွေရှိတယ်ဆိုတာသိပြီးသားပဲဘာလို့မတားခဲ့တာလဲသူကကိုယ်တိုင်တန်တိုင်းကြီးစောက်ထားတယ်အဲ့ဒီတောဝက်တွေကိုတော့ကျွန်တော်တို့လယ်ကွင်းထဲပဲပိတ်မိစေလိုက်တာပဲဒါကရည်ရွယ်ချက်ရှိထိခိုက်စေတာမဟုတ်ဘူးလားအဲ့ဒီတိုင်းကသူ့ကိုယ်သူပဲပိတ်ထားတာပါဟုတ်တယ်ဒါလင်းဖန်အပြစ်ပဲသူကအရန်ချမ်းသာတယ်ငါတို့ရဲ့ green house အတွက်သူပေးရမယ်ငါတန်ကြီးလဲပေးရွာသူရွာသားများခမညာသူကငါတို့ရဲ့ပြောင်းဆိုင်ခင်အတွက်ပါရော်ကြီးပေးရမယ်သူ့မှာအကြီးကြီးလဲရရှိတယ်သူပေးနိုင်တယ်သွားပြီးလင်းဖန်စီကရှင်းလင်းချက်တောင်းမယ်သူမပေးရင်သူ့တကားကိုပိတ်ထားမယ်လင်းဖန်သူတို့ပြန်လာပြီးတကားဖွင့်မှာပြဿနာကိုဖြေရှင်းရမယ့်အချိန်ပဲလင်းဖန်ထွက်လာစမ်းပါမင်းမှာတန်တိုင်းဆောက်ဖို့ငွေရှိတယ်ဒါပေမဲ့ငါတို့လယ်သီးနှံတွေကိုရော်ကြေးပေးဖို့ငွေမရှိဘူးလားငါ green house ပျက်စီးသွားပြီးဒဏ်ကြေးအပါဝင်စုစုပေါင်း1.2 သန်းရှိတယ်ဒီနေ့ပဲရဲ့ကိုလက်မှတ်ထိုးငါပြောင်းလဲပြတ်သွားပြီးမင်းလေယာကတော့ဘာမှမဖြစ်ဘူးငါတို့ကိုမလစ်လူရှုလို့မရဘူးတောဝက်တွေရှိတာတိလျက်နဲ့မင်းကပုံနေခဲ့တယ်ဒီကိစ္စကိုမင်းရှင်းပြရမယ်သူတို့လူများလုံးနဲ့ရဲခေါ်မလားမလိုဘူးသူတို့ပြောစရာရှိတာကိုအရင်ဆုံးပြောပြီးအောင်ပြောခွင့်ပေးလိုက်ပါဦးဒီနေ့ရော်ကြီးမပေးရင်ငါတို့ဒီနေရာကနေမပြန်ဘူးလင်းဖန်ကရွာထဲမှာအချမ်းသာဆုံးပဲသူမပေးရင်ဘသူပေးမှာလဲ